ဘာစီလိုနာအသင်းရဲ့စပိန်လူငယ်ကျယ်ပွင့်ကွင်းလန်လူဂါဗီဟာဒူးဒဏ်ရာကွက်စစ်ကူးသမှုခံယူပြီးတဲ့နောက်9လလောက်အထိအနားယူရမှာဖြစ်တယ်လို့ဘာစီလိုနာအသင်းကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။အသက်22နှစ်သာရှိသေးသူဂါဗီဟာ2023ခုနှစ်တုန်းကလည်းစပိန်အသင်းတွေပါဝင်ကစားရင်းဒူးဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာကြောင့်တစ်နှစ်နီးပါအနားယူခဲ့ရပြီးခဲ့တဲ့နှစ်အောက်တိုဘာကမှဘောလုံးပြန်ကစားနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုဂါဗီဟာဒူးဒဏ်ရာပြန်လည်ရရှိခဲ့တဲ့အတွက်ဩဂုတ်လကတည်းကအနားယူခဲ့ရသလိုလက်ရှိချိန်မှာတော့ဂါဗီအနေနဲ့2026အစောပိုင်းမတိုင်ခင်အထိဘောလုံးကစားနိုင်ဖို့မရှိတော့ပါဘူး။ဂါဗီဟာဒီယာဒီအစားပွဲစဉ်ပွဲမှာပါဝင်ကစားခဲ့ပေမဲ့ဩဂုတ်လအတွင်းအသင်းရဲ့လေ့ကျင့်ခန်းစီစဉ်မှာဒဏ်ရာရခဲ့တာလည်းဖြစ်ပါတယ်။လာမာစီယာအကယ်ဒမီကနေထွက်ပေါ်ခဲ့သူဂါဗီဟာ2021ခုနှစ်တုန်းကစီနီယာအသင်းတွေပွဲဥထွက်ခွင့်ရခဲ့ပြီးအသင်းသမိုင်းတစ်လျှောက်စတုထမြောက်အသက်ငယ်ဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဂါဗီရဲ့အုံနောက်သုံးကစားလေးရှိတဲ့ကစားဟန်ကြောင့်သူ့ကိုစပိန်နဲ့ဘာစီလိုနာကန်တွေကွင်းလည်လူဇာဗီနဲ့နှိုင်းယှဉ်ပြီးတော့ချီးကျူးခံခဲ့ရပါတယ်။ဂါဗီဟာဘာစီလိုနာအသင်းတွေ155ပွဲကစား10ဂိုးသွင်းခဲ့ပြီးအသင်းနဲ့အတူလာလီဂါ2ကြိမ်စပိန်ဘီယံဖလား2ကြိမ်စပိန်စူပါဖလား2ကြိမ်ရရှိခဲ့ပြီးစပိန်အသင်းနဲ့လည်း2024-23 Nations League Champions ဆုဆွတ်နိုင်ခဲ့ပါတယ်။ဒါအပြင်ဂါဗီဟာတူးချင်းအကောင်းဆုံးဆုတွေအဖြစ် Golden Boy ဆုနဲ့ Copa Trophy ဆုတွေကိုလည်းရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းနှစ်တွေမှာဂါဗီကဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်လာရပြီးအခုဒူးဒဏ်ရာခွဲစိတ်ကူးသမှုခံယူခဲ့ရတဲ့အတွက်9လအထိအနားယူရတော့မှာဖြစ်လို့လာမယ့်2026ကမ္ဘာ့ဖလားပြိုင်ပွဲအမီကြက်ခံမှုပြေဝလာအောင်ရုန်းကန်ရတော့မှာပါ။